Hello အားလုံးမင်္ဂလာပါဒီကလေးတွေကိုစာတင်တဲ့အခါမှာ teacher guide တွေကိုဖတ်တဲ့ဆရာမလေးတွေရှိလားဟုတ်ပြီအချိန်မပေးနိုင်တဲ့သူတွေက teacher ရဲ့ဒီဗီဒီယိုမှာကြည့်ပြီးတော့ teacher guide တွေကပါဝင်တဲ့အကြောင်းအရာတွေကိုလေ့လာလို့ရပါတယ်အပိုင်းတွေကတပိုင်းစီလာမယ်ပေါ့နော်ပထမခုဒီဗီဒီယိုမှာဆိုလို့ရှိရင် assessment လုပ်တဲ့အခါမှာဘယ်လိုမျိုးဒီ rubrics နဲ့စစ်တဲ့ပုံစံပေါ့နော်ဘယ်လို rubrics နဲ့စစ်သွားတယ်ပြီးတော့ဘယ်အချက်ကလေးတွေကိုအဓိက view point အနေနဲ့ကြည့်ရမယ်ပြီးလို့ရှိရင်ဘယ်လိုတွေအကြောင်းအရာအချက်လက်တွေကိုကြည့်ရမယ်ဆိုတာကိုဒီဗီဒီယိုမှာစပြီးတော့ပြောသွားပေးပါမယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပဲထပ်ပြီးတော့ assessment လုပ်တဲ့အခါမှာပေါ့နော်ဘယ်လိုတွေစစ်သွားရမယ်ဘယ်လို view point တွေကိုကြည့်ရမယ်ဆိုတော့အကြောင်းအရာလေးတွေလည်းထပ်ပြီးတော့တင်သွားပေးဖို့ရှိပါတယ်အဲ့တော့တစ်ချက်ရဲ့ဒီကောင်လေးကို follow လုပ်ထားဖို့မမေ့နဲ့နော်channel တူ teacher guide တွေကသင်ခန်းစာအကြောင်းအရာချက်လက်တွေကိုလေ့လာကြည့်ကြမယ်မဖတ်နိုင်လည်းကိစ္စမရှိဘူးဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လေ့လာလို့ရတယ်နော်ဟုတ်ပါပြီချဲကဒီ assessment နဲ့ပတ်သက်ပြီးတော့ဘာလို့ဦးစားပေးပြီးတော့အရင်ဒီဗီဒီယိုလေးစလုပ်တာလဲဆိုလို့ရှိရင် assessment မှာဆိုရင်တနည်းအားဖြင့်3ခုရှိတာပေါ့နော် diachronic assessment ရှိမယ်ပြီးလို့ရှိရင် formative assessment ရှိမယ်ပြီးလို့ရှိရင်နောက်က summative assessment ရှိမယ်ပေါ့ဒီ assessment တွေကကလေးတွေအတွက်ရောဆရာတွေအတွက်ကောအရေးကြီးတာဖြစ်တဲ့အတွက်ပထမဦးဆုံးဒီ assessment နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအဓိကတော့ grade 5 teacher guide နဲ့ပတ်သက်ပြီးတော့ assessment ဗီဒီယိုလေးကိုစပြီးတော့လုပ်ပေးဖြစ်တာပေါ့နော်အဲ့တော့ပထမဦးဆုံး diachronic ကကြတော့ diachronic ကို assessment ကိုလုပ်မယ်ဆိုလို့ရှိရင်ကလေးတွေရဲ့ကနဦးအသိကို prior knowledge ကိုဒါစပြီးတော့သိမှာပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့သင်ယူစဉ်စစ်တယ်ဆိုလို့ရှိရင်သင်ယူစဉ်စစ်တဲ့ဒီ formative assessment ကကြတော့ဗာလဲဆိုလို့ရှိရင်ကျတို့တွေကလေးတွေဒီသင်ခန်းစာကိုသင်ယူနေစဉ်မှာသူတို့တွေရဲ့အခက်အခဲတွေဘယ်နေရာမှာခက်ခဲတာလဲပေါ့နော်အဲ့ဒါကိုကဘယ်လိုမျိုးပံ့ပိုးပြီးတော့ကူညီပေးနိုင်တယ်လဲဆိုတာကိုစစ်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ summative assessment ပေါ့ summative assessment ကတော့ဒါအခုဒီချက်ပြောပြမယ်ဒါ rubric နဲ့စစ်မယ်ဟာပေါ့နော်သူတို့တွေကိုဘယ်လိုမျိုးဥပမာ writing ဆိုရင်ဘယ်လိုမျိုးစစ်သွားမှာလဲပြီးလို့ရှိရင်နောက်တစ်ခုကသူတို့တွေရဲ့ဒီ speaking ပြောနေရတယ်ဆိုဘယ်လိုစစ်သွားမှာလဲပေါ့နော်ပြီးလို့ရှိရင်နောက်က project တွေလုပ်နေတဲ့အချိန်မှာဘယ်လိုတွေစစ်သွားမှာလဲဆိုတော့အကြောင်းအရာတွေကိုခြေကအပိုင်းနဲ့ဗီဒီယိုအပိုင်းနေနဲ့ဒါပြောပြသွားပြီးမှဖြစ်တယ်အဲ့တော့ summative assessment ဆိုတာကလေးတွေရဲ့ဒီတက်မြောက်မှုကိုဒါမကဘူးကိုယ့်ရဲ့တင်ကြားတင်ယူမှုဥတီချက်ပေါင်းမြောက်မှုရှိမရှိပေါ့နော်အဲ့ဒါကိုလည်းသိနိုင်လို့ဆရာတွေရဲ့အားသာချက်တွေအားနည်းချက်တွေကိုလည်းဒါသိရှိနိုင်ပါတယ်အဲ့ဒီအတွက်ဒီချက်ကအရေးကြီးတာဖြစ်တဲ့အတွက်ဒီ assessment ဗီဒီယိုလေးကိုစပြီးတော့လုပ်ပေးသွားတာပါထပ်ပြီးတော့ပေါ့နော်ဒီချက် grade 5နဲ့ပတ်သက်ပြီးတော့grammar အကြောင်းအရာတွေပြီးလို့ရှိရင် grade 5ရဲ့ဒီ listening တွေပေါ့နော်grade 5သင်ခန်းစာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးလို့ရှိရင် grade 8တွေgrade 9တွေပေါ့နော်စသဖြင့် grade နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြည့်စုံသိကျင်တာဆိုလို့ရှိရင်ချေရဲ့ YouTube channel မှာတွားပြီးတော့ကြည့်လို့ရပါတယ်အခုကတော့ချေကဒီ TikTok မှာပဲဒီဟာလေးကိုတင်ပေးသွားမှာဖြစ်တယ်ဒါပေမဲ့ short အနေနဲ့တော့ YouTube မှာလည်းပဲတင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့channel အတူတူ grade 5 teacher guide ပေါ့နော် teacher guide ကိုလေ့လာပြီးတော့ကိုယ့်ရဲ့သင်ကြားသင်ယူမှုတွေကိုတက်ဆင့်မြင့်တင်လိုက်ပါနော်မှာလဲပေါ့နော် writing ရေးတဲ့အခါမှာအဲ့တော့ဆိုလိုချင်တာကတော့ကျွန်တော် essay တွေ lecture တွေမှာဘယ်လိုတွေစစ်မှာလဲเนาะအဲ့တော့စစ်တဲ့အခါမှာဒီဟာကိုမြင်ရလားမမြင်ရလေကိစ္စမရှိဘူးเนาะနားထောင်ပြီးတော့ကျွန်တော်လေ့လာလို့ရပါတယ်အဲ့တော့အဓိကချက်ကလေးတွေပဲပြောပြသွားပေးမယ်ပေါ့နော်ဗီဒီယိုအရန်ရှည်မှလည်းဆိုလို့ပါအဲ့တော့မြန်မာစာဒီမြန်မာစာဖြစ်တယ် sorry အင်္ဂလိပ်စာဒီရေးတာတဲ့ writing ပေါ့နော်ဒီက writing မှာရေးတဲ့အခါကျရင်ဒါစစ်ဆေးဖို့ကတော်တော်လေးရှုပ်ပါတယ်တချို့ကျောင်းသားတွေကြတော့ဒီ main idea ကိုရှင်းနေတယ်ဘာသူဘာကိုဆိုလိုချင်လဲဆိုတာကရှင်းနေတယ်ဒါပေမဲ့ချို့ကျောင်းသားတွေကြတော့ရေးတယ်ဟုတ်တယ်လို့နဲ့မဟုတ်ဘူးပေါ့နော်မဆောင်ပေါ့နော်ဒါမျိုးဖြစ်နေရရှိတယ်ပြီးလို့ရှိရင်တချို့ကြတော့လေဒီဘာသာစကားဆိုင်ရာမှာဒီအမှားများစွာပြုတ်လုံနိုင်တော့လည်းပဲတချို့ကြတော့လေအမားနေတယ်ပေါ့ပြီးနောက်တစ်ချက်ကတော့လက်ရေးလက်သားပေါ့လက်ရေးလက်သားတွေကတချို့ကြတော့လေဒီဖက်ရလွယ်ကူတဲ့လက်ရေးတွေနဲ့ရေးနိုင်တယ်ရှင်းတယ်ပေါ့နော်တချို့ကြတော့လေမရေးနိုင်ဘူးဒါဆိုရင်ကျတို့ကဗာနဲ့စံတက်မှတ်ပြီးတော့သူတို့စစ်မလဲဆိုလို့ရှိရင်ဒါ rubrics ပေါ့နော် rubrics နဲ့စစ်ရပါမယ် rubrics give teachers a scale that uses the criteria advanced satisfactory and emerging for evaluating their students writing မှာအဲ့တော့ဒီကျတို့တွေဒီ CCPR တွေ GCPR တွေမှာ ASC တွေထည့်ရတယ်မလား ASC ဆိုတာက A ဆိုတာကတော့ advanced မှာเนาะ advanced ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ S ကကြတော့ satisfactory ပါပြီးရင်နောက်တစ်ခုကကြတော့ emerging မှာသူကကြတော့ advanced ဆိုတာတော့အဆင့်မြင့်တယ်ပေါ့နော်အဆင့်မြင့်တယ်ဒီအရေးစွမ်းကိုစစ်တော်မယ်ဆိုလို့ရှိရင်လည်းအဆင့်မြင့်တဲ့အဆင့်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ satisfactory ဒီကျင့်တဲ့ဖွယ်ရှိတယ်ပေါ့နော်အလယ်လက်ပေါ့သူကတော့နောက်တစ်ခုကကြတော့ emerging စတင်တိုးတက်စေစကလုံးအနည်းငယ်တာ
ပြောတက်ရေးတက်ဖတ်တက်ပေါ့နော်ဒါကတော့ဒီကိုစစ်တဲ့အပေါ်မှာမူတည်ပြီးတော့ဒါ Rubis နဲ့စံသတ်မှတ်ချက်တွေပေးလိုက်မယ်ပေါ့နော်ပေးပြီးွားလို့ရှိရင်ကျတို့ကအောက်မှာဆိုလို့ရှိရင်နမူနာဇယားလေးရှိတယ်ဆက်စမတွေရဲ့ဒီစာအုပ်တွေထဲမှာလည်းကြည့်လို့ရပါတယ်အမှဆိုရင်ပထမဦးဆုံးအတိက3မျိုးနဲ့စစ်မယ်ပေါ့နော် writing ကို ကြည့်ရတဲ့ဒီ view point က3ခုရှိပါတယ်ပထမတစ်ခုကကြတော့ communicative เนาะ communicative achievement ရဲ့နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်language ကနောက်တစ်ခုကကြတော့handwriting ပေါ့เนาะလက်ရေးလက်သားပေါ့အဲ့တော့အပေါ်ကကြတော့ communicative achievement ကကြတော့ဒီဆက်သွယ်ပြောဆိုမှုအောင်မြင်မှုအဆင့်ပေါ့နောက်တစ်ခုကကြတော့ဘာသာစကားသုံးစွဲမှုပေါ့เนาะနောက်တစ်ခုကကြတော့လက်ရေးလက်သားပါအဲ့တော့ဒီ communicative မှာစစ်တော့မယ်ဟုတ်ပြီအဲ့တော့ number 1အနေနဲ့ကျွန်တော်ဘာကိုစစ်ပြရမလဲဆိုလို့ရှိရင်သူ့မှာ3မျိုးရှိရပေါ့နော်တစ်ခုမှာ3မျိုးစီရှိတာပေါ့အဲ့တော့ခလေကောင်ကဒီ satisfactory ကိုကျွန်တော်ဒါစံသတ်မှတ်လိုက်မယ်ဆိုရင် तू ကရေးသားရမယ့်လုပ်ငန်းစဉ်ရဲ့အဓိကအချက်လက်အကြံဉာဏ်အချို့ကို तू ကရေးသားနိုင်တယ်ဒါဆို advance ဆိုတာကကြတော့ပိုးပြီးတော့ तू ကရေးသားနိုင်တယ်ပေါ့နော်အောင်မြင်စွာနဲ့ဆက်သွယ်ဖော်ပြနိုင်တယ်ပေါ့เนาะအချက်လက်များယူပေါ့နောက်ကကြတော့ဒီနောက်က E အဆင့်ကကြတော့ तू ကကြတော့အနည်းငယ်ကိုသာဆက်သွယ်ဖော်ပြနိုင်တယ်ပေါ့ဒါမျိုးလေးပြောလို့ရပါတယ်ပြီးတော့ language ကိုလည်းပဲကျွန်တော်ဒီ Rubis နဲ့လောက်တော့မယ်ဆိုရင်သူ့မှာလည်း3ခုရှိတယ်ပထမဒီခလေကောင်ပေါ့နော် satisfactory ကိုစစ်တော့မယ်ဆိုရင် तू ကတရားစာလုံးပေါင်း language ဖြစ်တဲ့အတွက်တရားတွေစာလုံးပေါင်းတွေကို तू ကအတော်အသင်ထိချုပ်နိုင်တယ်အမားနဲ့ကျင်းရင်မှုဒီ omission ပေါ့နော်အဲ့ဒါလေးတွေကနည်းနည်းပဲရှိမယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ advanced ကြတော့လုံးဝကို तू မှန်ကန်သွားပြီဒီ grammar spelling တွေကိုကောင်းစွာထိန်းချုပ်နိုင်သွားပြီပြီးလို့ရှိရင်လည်းအမှားအနည်းငယ်သာရှိသွားမယ်ပေါ့ပြီးလို့ရှိရင်emerging ကကြတော့သူကကြတော့အတော်အသင့်ပဲထိန်းချုပ်နိုင်ပြီးတော့အမှားတွေဒါကြံတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်ပြီးနောက်ခု handwriting မှာ handwriting ကကြတော့လေဒီကလေးကဆန်ကကြတော့ဒီ satisfactory ကကြတော့သူကကြတော့လက်ရည်လက်သားရှင်းတယ်ဒါပေမဲ့တစ်ခါတည်းမှာတော့ခက်ခဲတယ်ပေါ့ဖတ်ဖို့ခက်တယ်ပြီးလို့ရှိရင်စကားလုံးအများစုကမြင်းချောင်းပေါ်မှာပဲရှိတယ်ပြီးလို့ရှိရင် advanced ကိုရောက်သွားပြီဆိုလို့ရှိရင်လုံးဝကိုရှင်းလင်းပြတ်သားပြီးတော့ဒီစာလုံးတွေအခရာတွေကလည်းပဲတေချာလေးပေါ့နော်မြင်းချောင်းပေါ်မှာပဲစနစ်တကျနဲ့ရှိတယ်ပေါ့emerging ကကြတော့သူကကြတော့ handwriting ကလုံးဝ unclear ပါเนาะပြီးလို့ရှိရင် difficult to read ပါလုံးဝဖတ်ဖို့ရအတွက်ခက်တယ်ပြီးလို့ရှိရင်မရှင်းနေဘူးပေါ့เนาะပြီးတော့မြင်းချောင်းတွေကလည်းအပေါ်တွေအောက်တွေမှာဒါရောက်နေတယ်ဆိုလို့ရှိရင်ဒီဟာနဲ့ဒီကျတို့ဒီ Rubis နဲ့စစ်လိုက်မယ်ဆိုလို့ရှိရင်ဒီ writing ကလေးတယောက်ရဲ့ writing ကိုကောင်းကောင်းဒါစစ်ပြီးလို့ရမှာဖြစ်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုမှာဆိုလို့ရှိရင်ကျတို့role plays တွေဒါမှမဟုတ် dialogues တွေပြောတဲ့အခါမှာအဓိက speaking ပေါ့နော် speaking စစ်တဲ့အခါမှာကျတို့ဘယ်လိုတွေစစ်မလဲဆိုတာကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့ပြောပြသွားပေးပါမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ okay bye bye see you in the next